ဆက်တသိန်းကျော်တယ်တဲ့15ပေရွှေပေါ့နော်အဲ့ဒါဒီနေ့ဖိုင်လေးတယောက်မေးထားတဲ့မိကိုလေးဖြစ်ဖြစ်ချင်းလို့ပေါ့နော်တက်ပြပေးမယ်သူကသူ့ရွှေက10ပဲနဲ့3ရွေသူပြောတာတော့ကြော်တယ်ပေါ့နော်ကြော်တယ်ဆိုတဲ့ဟာကြီးကိုကျွန်မတော့ဘယ်လောက်ကြော်လဲမသိလို့10ပဲနဲ့3ရွေပဲတွက်ပေးမယ်ပြီးလို့ရှိရင်သူကအဲ့ဒီတော့ရွှေသိန်းကြော်တယ်တဲ့15ပဲရွှေပေါ့နော်အဲ့ဒါကိုပြန်အခုချိန်မှာပြန်ရောင်းရင်ဘယ်လောက်ရနိုင်အဲ့ဒါဆိုတော့ကျွန်မကသူကတော့ရော့တွဲလက်ခတွေမပြောထားဘူးရော့တွဲလက်ခမပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မတို့ကခံမှန်းပြီးတော့ပဲတွေ့ရမယ်ဘာလို့လဲဆိုတော့အခုချိန်ပြန်ရောင်းရင်ဈေးကောင်းရမရဆိုတာကကိုဝယ်တဲ့ဆိုင်ပေါ်မှာမူတည်တယ်သူတို့ကအခုပေါက်ဈေးနဲ့ဝယ်တော့ကိုပိုရမယ်ပြီးရင်ရောတွဲလက်ခကိုကြတော့ကိုပေးရတဲ့ဟာကကိုကပြတ်မရတော့ဘူးကိုသူတို့ဆိုင်မှာပဲရောင်းတယ်ဟာကအလုံးတိပြီးသားလို့တော့ကျွန်မကတော့ထင်တာပေါ့နော်ရောတွဲလက်ခဘယ်လောက်လဲဆိုတာတော့ကျွန်မတော့မသိရဘူးရောတွဲလက်ခကကိုပြတ်မရတာတော့သိကြတယ်ဒီရွှေအချိန်ကိုပဲကိုကပြတ်ရမယ်ပြီးရင်ဈေးနှုန်းကြတော့သူတို့ကတကယ်လို့ပေါက်ဈေးနဲ့ဝယ်မယ်ဆိုလို့ရှိတော့သူဝယ်တော့17သိန်းကျော်ဆိုတော့အခုကအများကြီးกว่าတယ်လေအဲ့ဆိုတော့ကိုကမြတ်မယ်နော်မြတ်မယ်အများကြီးကြက်မယ်ပေါ့နော်အများကြီးကြက်နေဆိုပေမဲ့ကိုကတကယ်လို့ပြက်ဝဲတခြားရွှေတစ်ခုခုပြက်ဝဲတယ်ဆိုလို့ရှိတော့အခုအခြေအနေပါပေါ့နော်ပြက်ဝဲတယ်ဆိုလို့ရှိတော့ရွှေစည်းရတာကွာဖြစ်တဲ့ကြောင့်မို့ဒီအလေးချိန်အတိုင်းပြက်ရရှင်မရမှာပေါ့နော်အဲ့ဒါလေးဘာလို့လဲဆိုတော့ရော့တဲ့လက်ခကကိုရှုံးနေလေနော်အဲ့ဒါကြောင့်မို့ကျွန်မကအမြဲတမ်းပြောလေးရှိတယ်ပေါ့နော်ရွှေကျွန်မတယောက်တည်းမဟုတ်ပါဘူးရွှေဆိုင်တွေမှာအဲ့ဒီ knowledge နဲ့ပတ်သက်တယ်ပေါ့နော်ရွှေနဲ့ပတ်သက်တဲ့ knowledge တွေshare တွေလုပ်တဲ့လူတွေအားလုံးကသူတို့ကပြောကြတယ်ပေါ့နော်ရွှေကိုရော့တွဲလက်ခမရှုံးစေချင်ရင်စတီလက်စွပ်လေးတွေလက်ကောက်လေးအဲ့လောက်ပဲပေါ့နော်ပုတ်ဆန်းနေမဝင်တဲ့အဓိကကတော့ရော့တွဲလက်ခများလေကိုအရှုံးများလေပဲရော့တွဲလက်ခနဲလေကိုကအရှုံးနဲလေပဲမမြတ်ပေမဲ့မရှုံးဘူးဆိုလို့ရှိတော့ခံတာလေလေနော်ကိုကမြတ်လည်းမမြတ်ဘူးရှုံးတယ်ဆိုလို့ရှိတော့အဲ့ဒါတော့မတန်ဘူးပေါ့နော်ရွှေဝယ်ရတာကဲရွှေဝယ်ရတာတန်အောင်နှစ်ခုတော့ကိုသိရမှာပေါ့နော်ကိုကရော့တွဲလက်ခမရှုံးစေချင်ဘူးဆိုလို့ရှိတော့ရော့တွဲလက်ခနေတဲ့ဟာကိုပဲကိုဝယ်ပါကိုကရော့တွဲလက်ခကိုကအလေးမထားဘူးနော်အရင်မဆိုင်ဘူးကွာရော့တွဲလက်ခရှိပါစေခေါင်းနဲ့မထည့်ဘူးဒါပေမဲ့ပုတ်ဆဆန်းလေးတွေဝှချင်တယ်ကိုပွဲတွေလမ်းတွေကိုသွားရလဲဝှလို့ရအောင်ဆိုပြီးတော့ပုတ်ဆန်းလေးတွေဝှချင်တယ်ဆိုလို့ရှိလဲကိုကတော့ရော့တွဲလက်ခတော့အရှုပ်ခံနိုင်ရမယ်နော်အဲ့ဒီနှစ်ချက်ပဲနော်ရော့တွဲလက်ခအရှုံးမခံချင်ဘူးဆိုလို့ရှိတော့ဒီရော့တွဲလက်ခနဲတဲ့အထည်ကိုပဲဝယ်ရမယ်ကိုရွှေဆိုင်သွားတဲ့ခါကျရော့တွဲလက်ခနေတဲ့ဟာဘယ်လိုအမျိုးအစားလဲဘယ်လိုပုံစံလဲဆိုတာကသူတို့ပြပြလိမ့်မယ်နော်ပုံစံဆန်းလေးလဲဝှချင်တဲ့အရှုံးလဲခံနိုင်တယ်ဆိုလို့ရှိတော့ရော့တွဲလက်ခရှိတဲ့ဟာကိုဝယ်လို့ရတယ်ဝယ်လို့ရတယ်နော်အဲ့ဒါတွေကတကယ်လို့အရေးရဲ့အကြောင်းရဲ့ပေါ်လာလို့ကိုကပြန်ရောက်ချင်တယ်ဆိုလို့ရှိတော့ရော့တွဲလက်ခတော့ကိုရှုံးမယ်အဲ့ဒါဒီတော့ရှိတာပေါ့နော်ရွှေဝယ်တဲ့ခါကျရင်အဲ့ဒါတွေတတိထားရမှာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ကျွန်မကတွက်ပြပေးမယ့်ဟာကတော့သူကရော့တွဲလက်ခတော့မပါဘူးတကယ်လို့သူပြန်ရောက်တဲ့ခါကျရင်ခန့်မှန်းဈေးနှုန်းနဲ့ကျွန်မကတော့တွက်ပြပေးမယ်ပေါ့နော်အဲ့ဒါကိုကဲလိုက်ကြည့်ကြမယ်နော်ကျွန်မဘယ်လိုတွက်ပြပေးမလဲဆိုတာပေါ့နော်ကဲအားလုံးလိုက်ကြည့်ကြမယ်နော်10ပဲနဲ့3ရွေးတဲ့သူဝယ်တော့17သိန်းကျော်တယ်ပေါ့နော်ပြီးရွှေက15ပဲရွှေတဲ့အဲ့ဒါဆိုတော့ကျမတို့တွက်နေအတိုင်းပဲရွေးကို10နဲ့စားမယ်ပဲကို16နဲ့စားမယ်နော်အဲ့ဒီနှစ်ခုပေါက်မယ်ပြီးရင်အမြောက်ခံမယ်ပေါ့နော်ကြက်မရှိဘူးကြက်ရှိတယ်ဆိုလို့ရှိရင်အပေါက်ကြက်ဆိုပြီးတော့ရေးရမယ်ပြီးမှအမြောက်ဒီဈေးနှုန်းပေါ့နော်အဲ့ဒါသူဝယ်တော့ရော့တွဲလက်ခမပါဘဲနဲ့ဒီလောက်ကြတယ်ပေါ့နော်9သိန်း9,000လောက်ကြပါတယ်ဒါပေမဲ့သူပြောတာတော့3ရွေးကျော်တယ်ကျော်ကဘယ်လောက်လဲဆိုတော့ကျွန်မမသိလို့မရေးပြပြီပေါ့နော်ပြီးလို့ရှိရင်ဒီဟာကြတော့ဒါကသူဝယ်တော့ကနော်ဒီလောက်စီနဲ့ကဲပြန်ရောင်းတဲ့ဟာကိုဘယ်ဈေးနှုန်းနဲ့တွက်ရမလဲဆိုတော့ကျွန်မကဒီခန့်မှန်းဈေးနှုန်း15ပေဈေးနှုန်း62သိန်းဈေးနှုန်းနဲ့ပေါ့နော်အခုကတော့ရွှေဈေးကတော့အရန်ကိုတက်နေတာပေါ့နော်62သိန်းတော့ကမှမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်မကခန့်မှန်းပြီးတော့တွက်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဈေးနှုန်းတစ်ခုကျွန်မကတော့အတည်ပြုပြီးတော့တွက်ပြပေးမှာအဲ့ဒါဒီ
ဒီတွက်နေကြပုံတင်ဒီတိုင်းပဲရွေးကို8နဲ့စားမယ်ပဲကို16နဲ့စားမယ်ပြီးအမြောက်လက္ခဏာခံမယ်ပြီးဈေးနှုန်းပေါ့နော်အဲ့ဒါတကယ်လို့ဒီချိန်မှာဒီတကယ်လို့သူရောင်းတဲ့ဆိုင်သူသွားရောင်းတဲ့ဆိုင်ကဒီဈေးနှုန်းနဲ့62သိန်းဈေးနှုန်းနဲ့ပြန်ဝယ်မယ်ဆိုလို့ရှိတော့သူက48သိန်းလောက်ကျော်လောက်ပြန်ရမှာပေါ့နော်48သိန်း1500ကျောင်း25ကျပ်ပြန်ရမှာဖြစ်ပါတယ်ဒါပေမဲ့သူကရောတွဲလက်ခကရှိမပါဘူးပေါ့နော်ဒီဟာရောတွဲလက်ခဘယ်လောက်လဲကျမတော့မသိဘူးအဲ့ဒါဆိုတော့ဒီအလေးချိန်နဲ့ဒီဈေးနှုန်းနဲ့ဝယ်ပေးတယ်ပေါ့နော်အဲ့ဒီဆိုင်ကဝယ်ပေးတယ်ဆိုလို့ရှိရင်ဒီဈေးနှုန်းပြရမယ်တပြပြမယ်နော်သိချအောင်တော့စားရှေ့အပေါင်းရှေ့sorry တော့အစားရှေ့အပေါင်းရှေ့အစား16အမြောက်92သိန်းဈေးနေပါနော်ဆိုလို့ရှိရင်48သိန်း15,625ကျပ်ရမှာဖြစ်ပါတယ်ဒါကဒီအခုဈေးနဲ့အဲ့ဒီ62သိန်းဈေးဒါခက်မှန်းတာပဲเนาะဆိုလို့ရှိရင်ကိုတကယ်လို့ကိုသွားရောင်းတဲ့အခါကျရင်ဘယ်ဈေးနှုန်းနဲ့ကိုဝယ်ပေးလဲဆိုတာကိုတွက်လို့တတ်အောင်လို့ကျွန်မကဒီဗီဒီယိုထဲမှာကြည့်ပြီးတော့တွက်စီချင်တာပေါ့နော်အဲ့လိုမျိုးတွက်ကြည့်စီချင်တယ်အဲ့ဒါဆိုလို့ရှိရင်ကိုကအဖြစ်မှတစ်ခုကိုသိရမယ်လေနော်ကဲအားလုံးကျေးဇူးတင်တယ်နော်ဒီဟာတော့အကျိုးရှိလိမ့်မယ်လို့ကျွန်မကတော့ယုံကြည်ပါတယ်ဒီရွှေတွက်နီးနဲ့ပတ်သက်ပြီးတော့သိချင်တာဆိုလို့ရှိရင်လည်းအောက်မှာရေးပေးလို့ရတယ်ဘာသိချင်လဲပေါ့နော်ကိုယ့်ရဲ့ရွှေပေါက်ချာကိုအမှန်အတိုင်းပေါ့နော်ဘယ်လိုတွက်ရမလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်အောက်မှာရေးပေးလို့ရပါတယ်တကယ်လို့ရွှေပေါက်ချာတွေဆိုလို့ရှိတော့ဒီကျမရဲ့ဒီ YouTube channel မှာအဲ့ဒီ description မှာလေ link ပေါ့နော် page link ပေးထားတယ်အဲ့ဒီ link နဲ့မှာဝင်ပြီးတော့ message ပေါင်းမှာလာပြီးတော့ပို့ပေးလို့ရပါတယ်เนาะအဲ့ဒီခါကျရင်ကျွန်မကတော့ပြန်ပြီးတော့ကြည့်ပေးမယ်တွက်ပြပေးမယ်အချိန်ဒါဒီလိုရှိတယ်ဆိုတာကိုရှင်းပြပေးမယ်เนาะကဲအားလုံးကိုကျေးဇူးတင်တယ်เนาะနောက်ဗီဒီယိုဒီမှာပြန်ဆုံကြမယ်ရှင်